မကြခင်မှာကျွန်တော်တို့ကိုလာရောက်သိမ်းဆည်းမဲ့သခင်ယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့တယောက်စီတိုင်းကိုနှုတ်ဆက်လိုပါတယ်ဒီကနေ့14ရက်3လ2025တောက်ကြနေ့ယနေ့ဒီကိနတိထဲမှာထာဝရဘုရားသည်တင့်ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်တင်၌မျက်နှာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင့်ကိုမြတ်ကြီး၍ချမ်းသာပေးတော်မူပါစေသောအာမင်ချစ်တဲ့မိသားစုများဒီကနေ့ယောမဩဝါဒစာအခန်းကြီး73ခန်းငယ်7နဲ့7ကိုခွန်အားယူကြပါစို့ထို့မှတပါငါတို့ကိုကယ်တင်တော်မူသောကျေးဇူးတော်သည်ငါတို့ယုံကြည်သောနေ့ရက်၌ဤသည့်ထက်ယခုတန်၍နေသောကြောင့်၎င်းညအချိန်ကိုလူ၍နေ့အချိန်ရောက်လူသောကြောင့်၎င်းယခုအခါအိပ်ပျော်အားမှနွေးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်မောင်မိုက်၏အကျင့်ကိုဖယ်ရှား၍အလင်း၏လက်နှင့်စုံကိုဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့ချစ်တဲ့မိသားစုများကျွန်တော်တို့ယေရှုကိုယုံကြည်တဲ့နေ့ကနေစပြီးတော့မှအခုတရက်ပြီးတရက်သူလာခေါ်ဖို့ပြန်သိမ်းဆဲဖို့နေလာပြီဆိုအဲ့လိုလာခေါ်ပြီးဆိုရင်ကျွန်တော်တို့ဒုက္ခတွေဆင်းရဲခြင်းတွေအိုးဘာယောဂမှလည်းကြုံစရာအကြောင်းမရှိတော့စိတ်ပြက်စရာဝမ်းနည်းစရာဘာတစ်ခုမှမရှိတော့ဆိုအဲ့ဒီနေ့ရက်ကနီးတဲ့ထဲတာရင်နီးတယ်ဒါကြောင့်မလို့တဲ့ညအချိန်ကုန်လူ၍နေ့အချိန်ရောက်လူတော့ကြောင်းအဲ့ဒါသိရကြည့်တယ်ချစ်တယ်မသားစုများအခုကျွန်တော်တို့ဝိညာဉ်ရေးအချိန်ကညအချိန်ဖြစ်တယ်ညအချိန်ကုန်တော့မယ်နေ့အချိန်ရောက်လူတော့ကြောင်းအလင်းရှင်ယေရှုကြွလာတော့မယ်လေဆိုတော့နေ့အချိန်ရောက်လူတော့ကြောင်းအိပ်ပျော်ရာမှနေပြန်နိုးဖို့ဖြစ်တယ်ကျွန်တော်တို့အိပ်ပျော်တဲ့အခါမှာကျွန်တော်တို့ပုံစံဘယ်လိုရှိလဲအဝတ်အစားတွေဘယ်လိုနေလဲမသိဘူးအဝတ်အစားရှိလားမရှိလားလည်းမသိဘူးဒါအိပ်ပျော်တဲ့သူတယောက်ရဲ့အသက်တဲ့ထဲမှာအရှက်ပေါ်လာမပေါ်လာလည်းမသိဘူးဆိုတော့အိပ်ဝိညာဉ်ရအိပ်ပျော်တဲ့သူတယောက်ရဲ့အသက်တဲ့ထဲမှာလည်းငါလုံနေတာဖျားကြိုက်လားမကြိုက်လားလည်းမစင်စားဘူးငါသဘောအတိုင်းငါလှုပ်တယ်ဖျားကြိုက်မယ်လို့ထင်တာပဲဖျားเจ้าမှတစ်မျိုးဖျားเจ้าဆင်းသွားရင်တော့တစ်မျိုးဆရာသမားနဲ့တွေ့ရင်တစ်မျိုးအဲ့ဒီအရာကပုံမှန်မဟုတ်တဲ့အသက်တန်နဲ့အသက်ရှင်ခြင်းတကယ်ဆိုရင်ဘုရားသခင်ရဲ့တာသမီတွေကကျွန်တော်တို့ကအလင်းရဲ့သားနေ့ရဲ့သားဖြစ်တဲ့အခါမှာဘုရားเจ้าမှာလည်းလင်းသလိုဘုရားเจ้าအပြင်ဘက်မှာလည်းလင်းရမယ်ယုံကြည်သူဒေါ်ထဲမှာလင်းသလိုယုံကြည်သူမရှိတဲ့နေရာရောက်ရင်လည်းလင်းဖို့ပဲဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ညအချိန်ဝိညာဉ်ရေးညအချိန်ကနေပြီးတော့မှနေ့အချိန်ရောက်လာတော့မှဖြစ်တဲ့အတွက်ကြောင့်တဲ့မောင်မိုက်ရဲ့အကျင့်ကိုဖယ်ရှားပြီးတော့မှအလင်းရဲ့လက်နဲ့ဆုံကိုယူတည်ဝန်ဆောင်ဖို့ဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာထက်မှာမောင်မိုက်ရဲ့အကျင့်ကိုယ့်ရဲ့အသက်တာထက်မှာဘယ်မောင်မိုက်ရဲ့အကျင့်ဆွဲကနေလဲဆိုတာကိုအသိဆုံးပဲ။ဆိုတော့အဲ့ဒီအကျင့်ကိုဖယ်ရှားပြီးတော့မှတဲ့အလင်းရဲ့လက်နဲ့ဆုံကိုယူတည်ဝန်ဆောင်ဖို့ဖြစ်တယ်။အတိတ်ကသခင်ယေရှုခရစ်တော်ကိုပြန်ဝန်ဆောင်ဖို့ဖြစ်တယ်။ဖြောင်းမတော်သူတန်ရှင်းတော်သူအနေနဲ့ဖြောင်းမခြင်းတန်ရှင်းခြင်းအပေါ်မှာကျွန်တော်တို့ပြောဆိုဆက်ဆံသွားလာလှုပ်ရှားဖို့အတွက်လှုပ်ဆောင်ဖို့အတွက်ဘုရားသခင်အလှူတော်ရှိတယ်။ဘာကြောင့်လဲဆိုတော့သူလာဖို့နေ့တစ်ထက်နီးလာပြီဖြစ်တယ်။ဒါကြောင့်မိသားစုများတကယ်ပဲကျွန်တော်တို့ကမျှော်လင့်ချက်ရှိတယ်။မျှော်လင့်ခြင်းကိုပေးထားတဲ့အရှင်ကပြန်လဲခေါ်ဆောင်လာတော့မှတင်းချဲလာတော့မှဖြစ်တဲ့အတွက်ကြောင့်အသက်တာကိုတကယ်ပဲယေရှုခရစ်တော်ကိုယူတည်ဝတ်ဆောင်ပြီးတော့မှကိုယ်ကာယတတ်မဲ့ခြင်းကိုဖယ်ရှားပြီးတော့မှတကယ်ဝိညာဉ်သဘောနဲ့နေ့စဉ်နဲ့အမြရှောင်းလန်းနေတဲ့တိုင်းများတည်တည်ဖြစ်ဖို့အတွက်နှုတ်ကပတ်တော်အဖြစ်မြတ်တဲ့ဝင်ငါတဲ့သင်ကိုဘုရားသခင်တာယူကောင်းချီးပေးပါစေအာမင်